အခုကျွန်တော်တို့အရှိကမြင်နေရတဲ့ဒီအပြာရောင်ကကျွန်တော်တို့ဒီကွန်ဒိုပဲဖြစ်တယ်အဲ့တော့ဒီမှာကသူက1 bed run လာတယ်ပြီးတော့2 bed run လာတယ်1 bed run က33 square meter လောက်ရှိမယ်33 square meter ကိုဈေးနှုန်းက 2.2 million ဝန်းကျင်လောက်ပဲရှိတယ်ပြီးတော့2 bed run ကကြတော့သူက60ကျော် square meter ရှိတယ်63 square meter ပေါ့နော်ဒီလို63 square meter ကိုဘယ်လောက်ရှိလဲဆိုတော့ 4.5 million ဝန်းကျင်လောက်ပဲရှိတယ်အဲ့တော့ဈေးနှုန်းအားဖြင့်ကတော့သူကတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်2 bed ကြတော့သူက2 bed 2 bath နဲ့လာတာပေါ့နော်ဒီကနေစမယ်သူက building က၄လုံးရှိတယ် ABCD ၄လုံးရှိတယ်အဲ့တော့အခုလောလောဆယ်ရောင်းနေတာကတော့သူကနှလုံးပဲလက်ရှိရောင်းနေတာကျန်တဲ့အလုံးတွေကတော့ရောင်းလို့ကုန်သွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့မြန်မာကျောင်းသူကျောင်းသားမိဘတွေရောရှိတယ်အရင်တော့မသိဘူးငားနေကြတာငားနေပြီးတော့မှအခုလက်ရှိကရောင်းနေတာတွေ့တော့တခန်းဝယ်လိုက်တယ်အဲ့တော့ဘာလို့ဒီကျွန်တော်မြန်မာကျောင်းသူကျောင်းသားမိဘတွေရှိတယ်ဆိုတာကျွန်တော်အရှင်းမတစ်ချက်လိုက်ပြပေးမယ်ဒီအတွင်းထဲမှာကျတော့သူကဂျင်နဲ့ရေကူးကန်အနောက်ထဲမှာရှိတယ်အမရေကူးကန်လူတွေရေကူးနေကြဟိုနောက်ထဲမှာကျတော့ဂျင်တော့ရှိတယ်အဲ့တော့ဒီတစ်ခုလုံးကသူ့ရဲ့ project တွေပဲဒီကနေမှတက်ထွက်သွားတယ်ဆိုလို့ရှိရင်3မိနစ်လောက်ဆိုလို့ရှိရင်လုံးဝလက်မကြီးရောက်သွားဒီဘေးနားမှာတွေ့လားဒါလေးကသူကကြောင်းလေးဒီနေရာမှာတရုတ်စာရောရှိတယ်အင်္ဂလိပ်စာရောပြီးလို့ရှိရင်ထိုင်းစာရောဒီပါတာ3မျိုးနဲ့တက်ပြီးအခုလည်းရှိဒီမှာကြည့်ဒီဟာ project ဒီဘေးနားလေးမှာကြောင်းအဲ့တော့ဒီကြောင်းမှာကသူက Wacharawit School လို့ခေါ်တာသူငယ်တန်းအလယ်တန်းအထက်တန်းဒီ3ခုရမယ်အဲ့ဒါမှဒီဘာသာစကားကကြတော့သူကအင်္ဂလိပ်လိုရတယ်ထိုင်းလိုရတယ်တရုတ်လိုရတယ်ဒီ3မျိုးနဲ့အဲ့တော့ကျောင်းအနေနဲ့ကတော့တော်တော်လေးမဆိုကျောင်းမြန်မာကျောင်းသူကျောင်းသားမိသားစုတွေလည်းရှိတယ်ဆိုတော့အနေထားတစ်ခုကတော့ဟိုလုံးဝဆင်းလာပြီဆိုတာနဲ့ကလေးကျောင်းပို့လို့ရပြီပေါ့နော်သူရဲ့ကျောင်းရဲ့ပတ်ဝန်းကျင်နဲ့downtown area ထဲမှာဆိုတော့မစိုးလို့ပြောလို့ရရောဒီဘက်လာကြည့်အောင်ဒီဘက်မှာကလေးကစားကွင်းအခုဒီကာလာကျတော့သူကကျောင်းပိတ်ရက်ပေါ့နော်ကျောင်းပိတ်ရက်ဆိုတော့ကျွန်တော်တို့ကဟိုပတ်လည်မှာကြည့်လိုက်ဒါသူတို့ထူးချွန်စုတွေရထားတဲ့ဟာတွေနဲ့ဟုတ်တယ်ထူးချွန်စုတွေကတ်ထားတဲ့ဟာတွေချက်ကြည့်လို့ရဒါလေးကဒီဘက်မှာ12တန်းအထိရှိတယ်တတန်းကနေမှ12တန်းဒီမှာရဲ့အထက်တန်းအထိကတော့သူက12တန်းအထိပေါ့နော်အဲ့တော့တွင်းထဲမှာအားကစားကွင်းနေနဲ့သူတို့ရဲ့ကျောင်းဆောင်လေးပေါ့အဲ့တော့ဒီလိုနေရာမျိုးမှာလည်းဒီကျောင်းနဲ့လည်းအဆင်ပြေတယ်ပြီးရင်ကလေးကျောင်းထားဖို့လည်းစဉ်းစားတယ်ချင်းမိုင်မှာလည်းလုံးဝမြို့တွင်းထဲမှာနေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ 2.2 million ဝန်းကျင်ဆိုရင်တော့မြန်မာငွေ3,000ကျော်3,000မရောက်ပဲနဲ့1 bed run ရမယ်အကယ်၍များလုံးဝ2 bed run လိုချင်တယ်ဆိုလို့ရှိရင်ဒီဘက်ဝန်းကျင်မှာတစ်ခုရှိတယ်2 bed run ကိုဘယ်လောက်ရောင်းလဲဆိုတော့63 square meter ကိုမှဟွာရောင်းတယ်9တန်းကျော် 7.4 ကျွန်တော်တို့ဟာက69ထိရှိတယ်69က 5.5 million ဝန်းကျင်လောက်ပဲရှိတာအဲ့တော့ဈေးနှုန်းအဖြစ်တော်တော်လေးတန်ပါတယ်တချို့နည်းနည်းလေးသေးတဲ့ဒီ2 bed run လည်းရှိတယ်အဲ့ဒါက4တန်းကျော်လောက်ကနေစမယ်အဲ့တော့အကယ်၍များဒီအခန်းပုံစံမျိုးလေးအသေးစိတ်လည်းသိချင်တယ်ဆိုလို့ရှိရင်เนาะပြောလိုက်ပါပြပေးပါမယ်ကျေးဇူးတင်ပါတယ်